ခီးတဲ့က10ရက်နေ့ဂျွန်အတွက်တော့ကျွန်တော်ရန်ကုန်ကနေဘန်ကောက်ကိုတီဂျီလို့ခေါ်တဲ့ထိုင်းရင်ဝေးလေးနဲ့ကျွန်တော် flight schedule နဲ့ seat availability ကိုကျွန်တော်စစ်ဆေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်စစ်ဆေးပြီးတဲ့အခါမှာခီးတဲ့က10ရက်နေ့ဂျွန်မဟုတ်တော့ဘဲနဲ့17ရက်နေ့ဂျွန်အတွက်ကျွန်တော်ကြည့်ချင်ပါတယ်တဲ့နော်ရှေ့ကိုကျွန်တော်100တိုးကြည့်ချင်တာကျွန်တော်ဖြစ်တယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရှေ့ကို100တိုးကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် mm လို့ကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်နော် mm ရဲ့အဓိပ္ပာယ်ကတော့ move next day လို့ကျွန်တော်အဓိပ္ပာယ်ရတယ်နော်နော်တရားတရက်တည်းပဲကျွန်တော်နော်တိုးကြည့်တာဖြစ်တယ်ပေါ့နော်တရက်ပဲကြည့်တာဖြစ်တယ်နော်10ရက်နေ့ဂျွန်ကနေပြီးတော့17ရက်နေ့ဂျွန်အတွက်နော် flight schedule ကျွန်တော်ကြည့်ချင်တာဖြစ်တယ်ပေါ့နော်โอเคအားလုံးမှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဖြတ်ပြီးနော်မမြင်လမ်းပြောပြပါနော်အဲ့တော့ကျွန်တော်ခီးတဲ့က10ရက်နေ့ဂျွန်ကနေပြီးတော့17ရက်နေ့ဂျွန်အတွက်ကျွန်တော်ကြည့်ချင်ပါတယ်နော်အဲဒါဆိုရင်ကျွန်တော်အန်တာလေးခေါ်လိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်17ရက်နေ့ဂျွန်အတွက်နော် flight schedule နဲ့ seat availability ကျွန်တော်ထွက်ပေါ်လာပြီဖြစ်တယ်နော်အဲ့တော့17ရက်နေ့ဂျွန်မှာလေတဲ့နော်ကျွန်တော်တို့နော်ဒီဂျီတို့ခေါ်တဲ့ time ဝေးလေးဒီရန်ကုန်ကနေဘန်ကောက်ကိုထွက်ခွာပြန်တဲ့လေယာဉ်ချိန်ဒီ2ချိန်ပဲရှိပါမယ်ပထမဆုံးကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ထွက်ခွာမယ့်လေယာဉ်ချိန်ဒီကျောင်းမြန်မာနိုင်ငံရဲ့ဒေသစံတော်ချိန်မနက်7:25မိနစ်မှာထွက်ခွာပြန်လာမှာဖြစ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတော့ဒေသစံတော်ချိန်နေ့လယ်7:25မိနစ်မှာကျော်ဆက်ရောက်မှာဖြစ်ပါတယ်။နောက်ဆုံးဒုတိယလေယာဉ်ချိန်ကတော့ကျောင်းမြန်မာနိုင်ငံကနေပြီးတော့19:00တိမှာကျော်ထွက်ခွာမှာဖြစ်တယ်။19:00ဆိုတာကကျောင်းမြန်မာနိုင်ငံဒေသစံတော်ချိန်ညနေ9နာရီကိုဆိုလိုတာဖြစ်ပါတယ်။နောက်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတော့ဒေသစံတော်ချိန်20နာရီတိမှာကျော်ဆက်ရောက်မှာဖြစ်တယ်။နောက်20နာရီတိဆိုတာကထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ဒေသစံတော်ချိန်ည9နာရီကိုကျော်ဆိုလိုတာဖြစ်တယ်ပေါ့နော်။ဟုတ်ပြီအဲ့လိုမျိုးကျွန်တော်တို့နောက်ခီးတဲ့ကိုလေင်းချင်းနေရှင်းပြပြီးသွားပြီဆိုလို့ရှိရင်ခီးတဲ့ကရှေ့ကိုကျွန်တော်4ရက်လောက်တိုးကြည့်ခြင်းတယ်ပေါ့နော်တကယ်လို့များတဲ့နောက်ကျွန်တော်တို့ဂျွန်လ15ရက်နေ့ဆိုရင်ရောတဲ့နောက်ဒီတက်ကျွန်တော်တို့နော်လင်းချင်းနေရှိအောင်မလားပေါ့နော်ဒါကိုကျွန်တော်ကြည့်ခြင်းနေဒါဆိုလို့ရှိရင်တော့ကျွန်တော် AC နဲ့ကျွန်တော်ကြည့်ပါမယ် availability ကျွန်တော် schedule လို့အဓိပ္ပာယ်ရတယ်နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က plus လေးကျွန်တော်ထည့်ပါမယ်နော်အဲ့တော့လက်ရှိရောက်ရှိနေတဲ့17ရက်နေ့ဂျွန်ကနေပြီးတော့တဲ့17ရက်နေ့နောက်17ရက်နေ့ဂျွန်ကနေပြီးတော့တဲ့15ရက်နေ့ဂျွန်ကိုကျွန်တော်ကြည့်ချင်တာဖြစ်တယ်လက်ရှိရောက်ရှိနေရသည်17ရက်နေ့ဂျွန်ဖြစ်တယ်15ရက်နေ့ဂျွန်ဖြစ်ဖို့အတွက်တော့4ရက်ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်နော်ဒါလေးလိုက်မှတ်မယ်နော်
โอเคအားလုံးမှတ်ပြီးသွားပြီတင်တယ်နော်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဖြတ်ပါပြီနော်လက်ရှိရောက်ရှိနေတဲ့ကျွန်တော်17ရက်နေ့ဂျွန်ကနေပြီးတော့15ရက်နေ့ဂျွန်တော့ကျွန်တော်တို့က availability flight schedule ကျွန်တော်ကြည့်ချင်တာဖြစ်တယ်အဲ့တော့လက်ရှိရောက်ရှိနေရသေးကျွန်တော်17ရက်နေ့ဂျွန်မှာ15ရက်နေ့ဂျွန်ဖြစ်ဖို့ကတော့နောက်ထပ်ကျွန်တော်4ရက်ပေါင်းထည့်ပေးရမှာဖြစ်တယ်နော်ကျွန်တော်အန်ဒါလေးခေါက်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်15ရက်နေ့ဂျွန်ကိုကျွန်တော်ရောက်ရှိသွားပြီဖြစ်ပါတယ်နောက်15ရက်နေ့ဂျွန်မှာလည်းနောက် DG လို့ခေါ်တဲ့ time away လေးရဲ့ကျွန်တော်လင်းချိန်ဒီ2ချိန်ပဲကျွန်တော်ရှိမှာဖြစ်တယ်နော်အဲ့တော့ဒီမှာကျွန်တော်ကြည့်တဲ့နောက်ကျွန်တော်နော်ဒီနောက်မှာကျွန်တော် follow up လိုက်တဲ့ကျွန်တော် day တွေဒီနော်ကျွန်တော်နမူနာပြတဲ့ကျွန်တော်4ရက်တည်းမဟုတ်ပါဘူးကိုယ်စိတ်ကြိုက်ကျွန်တော်တို့ adjust လုပ်လို့ရတယ်နော်10စာရှိကိုတိုးကြည့်ခြင်းနဲ့ဆိုလို့ချင်းတော့10လို့နော် AC plus 10လို့ကျွန်တော်ရိုက်ပြရမှာဖြစ်တယ်တကယ်လို့ရှိကိုကျွန်တော်က15ရက်စာကျွန်တော်တို့ကတိုးကြည့်ခြင်းနဲ့ဆိုရင် AC plus 15လို့ကျွန်တော်ထည့်ပေးရမှာဖြစ်တယ်နော်ဒီနေရာမှာတော့ကိုလိုသလိုကျွန်တော် adjust လုပ်လို့ရပါတယ်နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်15ရက်နေ့ဂျွန်မှာလေနော် DG လို့ခေါ်တဲ့နော် time away လေးရဲ့လေရင်ချင်းဒီ2ချိန်ပဲရှိမယ်နော်ဒါဆိုလို့ရှိရင်ခီးတဲ့ကနော်ကျွန်တော်တို့73ရက်နေ့ဂျွန်ဆိုရင်ရောတဲ့နော်အဲ့တော့ကျွန်တော်နောက်ကိုပြန်ကြည့်မှာဖြစ်ပါတယ်နော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်12ရက်နေ့ဂျွန်ပေါ့ဗျာနော်73ရက်နေ့ဂျွန်ပေါ့sorry 12ရက်နေ့ဂျွန်ပေါ့နော်အဲ့တော့12ရက်နေ့ဂျွန်ကိုကျွန်တော်ကြည့်ချင်ပါတယ်တဲ့နော်โอเคအဲ့တော့လက်ရှိရောက်ရှိနေတဲ့15ရက်နေ့ဂျွန်ကနေပြီးတော့တဲ့နောက်ကိုကျွန်တော်က73ရက်နေ့12ရက်နေ့ဂျွန်ကိုကျွန်တော်တို့ကပြန်ကြည့်ချင်တာဖြစ်တယ်เนาะအဲ့တော့အခုလက်ရှိရောက်ရှိနေတာဒီ15ရက်နေ့ဂျွန်မှာเนาะအဲ့တော့15ရက်နေ့ဂျွန်ကနေပြီးတော့12ရက်နေ့ဂျွန်ဖြစ်ဖို့ဆိုလို့ရှိရင်เนาะလက်ရှိရောက်ရှိနေတဲ့ date ကနေပြီးတော့3ရက်နှုတ်ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော် AC -3 လို့ကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်เนาะဒီနေရာမှာလည်းကိုလိုသလိုကျွန်တော် adjust လုပ်လို့ရတယ်နောက်ကိုကျွန်တော်2ရက်စာရှော့ကြည့်ခြင်း -2 လို့ထည့်မယ်10ရက်စာရှော့ကြည့်ခြင်း -10 လို့ကျွန်တော်ထည့်ပါမယ်เนาะဒီနေရာမှာကိုလိုသလိုကျွန်တော် adjust လုပ်လို့ရတယ်เนาะဒီမှာတော့ကျွန်တော်နမူနာလေးပြပါမယ်เนาะဒီမှာကျွန်တော်3ရက်နော် short ကြည့်မှာဖြစ်တယ်နော်ဒါလေး line ပတ်လို့ရပြီနော်โอเคမှတ်ပြီးသွားပြီတင်နော်မှတ်ပြီးသွားရင်ကျွန်တော်ဖြတ်ပါပြီနော်အဲ့တော့ကျွန်တော်တို့က
နော်ဂျွန်လာ12ရက်နေ့တော့ကျွန်တော် flight schedule နဲ့ ability ကိုကျွန်တော်စစ်ဆေးနေတာဖြစ်တယ်။နောက်အခုလက်ရှိရောက်ကြည့်နေရသည်ကျွန်တော်ဂျွန်လာ15ရက်နေ့ဖြစ်ပါတယ်။ဂျွန်လာ15ရက်နေ့ကနေပြီးတော့ကျွန်တော်12ရက်နေ့ဖြစ်ဖို့အတွက်ဆိုလို့ချင်းနော်လက်ရှိရောက်ရှိနေတဲ့ date ကနေ3ရက်ကျွန်တော်နှုတ်ပေးရမှာဖြစ်ပါတယ်။အန်ဒါလေးခေါက်လိုက်ပါမယ်။နောက်ဒီမှာဆိုလို့ချင်းနော်ဂျွန်လာ12ရက်နေ့အတွက်ဒီမှာ flight schedule နဲ့ ability ကျွန်တော်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ဂျွန်လာ12ရက်နေ့အတွက်ဆိုလို့ချင်းလည်း TG လို့ခေါ်တဲ့ထိုင်းဝေးလေးဒီကျွန်တော်ရန်ကုန်ကနေထွက်ခွာတဲ့လေယာဉ်ချိန်ဒီ2ချိန်ပဲကျွန်တော်ရှိမှာဖြစ်ပါတယ်။လေယာဉ်ချိန်ဒီကျွန်တော်အပြောင်းလဲမရှိပါဘူးเนาะโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ကအသွား flight schedule နဲ့ seat ability ကျွန်တော်စစ်ဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ return လို့ခေါ်တဲ့အပြန်အတွက်ကိုကျွန်တော်စစ်ဆေးအောင်မှာဖြစ်ပါတယ်နောက် return လို့ခေါ်တဲ့အပြန်အတွက်ကိုကျွန်တော်စစ်ဆေးတဲ့နေရာမှာသုံးတဲ့ format ဒီကျွန်တော်က2မျိုးရှိပါတယ်နောက်ကျွန်တော် ACR ဒီကျွန်တော် shortcut နဲ့ကျွန်တော်အသုံးပြုတာဖြစ်တယ်เนาะအဲ့ဒါဒီကျွန်တော်เนาะစာမျက်နှာဘယ်လောက်မှရှိသလဲဆိုလို့ရှိရင်ကျွန်တော်စာမျက်နှာ18မှာပေါ့เนาะကျွန်တော်စာမျက်နှာ18မှာရှိပါတယ်เนาะစာမျက်နှာ18ဒီဘိုင်းကိုကျွန်တော်ရောက်သွားပြီပေါ့เนาะโอเคအဲ့ဒါဆိုလို့ချင်းကျွန်တော် ACR အဲ့ဒီရဲ့နောက်မှာတော့ကျွန်တော်ပြန်လည်ထွက်ခွာမယ်နောက် return date လေးကျွန်တော်ထည့်ပေးရမှာဖြစ်တယ်ဥပမာကျွန်တော်ဆိုကြပါစို့20ရက်နေ့ဂျွန်မှာပြန်မယ်ဆိုရင်20ဂျွန်လို့ကျွန်တော်ထည့်ပေးရပါမယ်เนาะအဲ့လိုမှမဟုတ်ဘူးအဲ့လိုမှအသုံးမပြုချင်ဘူးဆိုလို့ချင်းเนาะကျွန်တော်ရိုးရိုး format ကိုကျွန်တော်အသုံးပြုလို့ရပါတယ်เนาะအဲ့ဒါကတော့ AN နဲ့ကျွန်တော်ပြန်လည်အသုံးပြုရမှာဖြစ်ပါတယ်เนาะ20 June เนาะ BKK RGN /ATG ဆိုပြီးတော့အသုံးပြုပေးရမှာဖြစ်တယ်။နောက်အဲ့တော့ကျွန်တော် format နှစ်ခုရှိတဲ့နေရာမှာကိုယ်စင်ပြေ format ကိုကျွန်တော်အသုံးပြုလို့ရတယ်เนาะနှစ်ခုလုံးလေးလိုက်မှတ်လို့ရပြီเนาะโอเคမှတ်ပြီးသွားပြီတဲ့เนาะမှတ်ပြီးသွားရင်ကျွန်တော်ဖြတ်ပြီးပေါ့เนาะဒါကတော့ကျွန်တော် return လို့ခေါ်တဲ့
နော်အပြန် flight တော့ flight schedule နဲ့ကျွန်တော် seat availability ကိုစစ်ဆေးမှာဖြစ်တယ်အဲ့လိုမျိုးကျွန်တော်စစ်ဆေးတဲ့နေရာမှာ format ဒီကျွန်တော်2မျိုးရှိတယ်ပေါ့နော်ဒီနောက်က format ဒီကျွန်တော်ရိုးပြန်ကြည့်တဲ့ format ဖြစ်ပါတယ်နောက်ဒီရှေ့က format တော့ကျွန်တော် shortcut နဲ့ကျွန်တော်ပြန်ကြည့်တဲ့ format ဖြစ်တယ်ပေါ့နော် shortcut ဆိုတာနော်ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်နော်ကျွန်တော်ဖြတ်လန်းနည်းနဲ့နော်ပြန်ကြည့်တဲ့နည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနော်ဒီမှာကျွန်တော်တင်သွားတဲ့နေရာမှာ shortcut နဲ့ကျွန်တော်shortcut နဲ့လည်းကျွန်တော်အသုံးပြုတာရှိသလိုရိုးပြန်ကြည့်တာလည်းကျွန်တော်ရှိပါတယ်။နောက် shortcut နဲ့ပဲ33ရိုးပြန်ကြည့်တာနဲ့ပဲ33ကိုနှစ်သက်ရအောင်ကျွန်တော်အသုံးပြုလို့ရပါတယ်။အဲ့တော့ရှေ့ကနော် shortcut ကိုကျွန်တော်အသုံးပြုရင်နောက်ကရိုးကိုကျွန်တော်အသုံးပြုလို့မရဘူး။ဒီနောက်ကကျွန်တော်ရိုးကိုအသုံးပြုရင်ဒီရှေ့က shortcut ကိုကျွန်တော်အသုံးပြုလို့မရဘူး။နော်ဒီပုံတင်နည်းနှစ်ခုတည်းကတစ်ခုကိုသာလင်းကျွန်တော်အသုံးပြုပေးရမှာဖြစ်တယ်။နော်ကျွန်တော်တို့ကတော့အမှန်တကယ်လုပ်ငန်းခွင်မှာနော်မှန်ဖို့နဲ့မြန်ဖို့လိုတာဖြစ်တဲ့တော့ကျွန်တော်တို့ကရှေ့က shortcut ကိုသာလင်းကျွန်တော်အသုံးပြုတာများပါတယ်။နော်နောက်ကကျွန်တော်ရိုးပြန်ကြည့်တာနည်းတယ်ပေါ့နော်။အဲ့တော့ဟုတ်ပြီဒီလိုမျိုးကျွန်တော် ACR လို့ခေါ်တဲ့နော် return နဲ့ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်ယခုမြင်တွေ့နေရတဲ့ RGM BKK လို့ခေါ်တဲ့ segment ကြီးဒီ BKK RGM ဆိုပြီးပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော် analyze ခောက်ပြလိုက်ပါမယ်နော် Okay ဒီမှာဆိုရင်ကျွန်တော်20ရက်နေ့ join ဖြစ်ပါတယ်ဒီမှာကျွန်တော် routine ကနော် routine လို့ခေါ်တဲ့ segment ကြီးဒီကျွန်တော်ပြောင်းပြန်ဖြစ်သွားပါပြီ BKK RGM ဆိုပြီးပြောင်းပြန်ဖြစ်သွားပြီနော်အဲ့တော့20ရက်နေ့ join မှာတဲ့နော်ဘန်ကောက်ကနေပြီးတော့ရန်ကုန်ကိုတီဂျီလို့ခေါ်တဲ့ထိုင်းဝေးလေးထွက်ခွာပြန်တန်းလာမယ်လေရင်ချိန်ဒီ2ချိန်ရှိပါတယ်နောက်ပထမဆုံးကျွန်တော်ဘန်ကောက်ကနေထွက်ခွာလာမယ်လေရင်ချိန်ဒီဘန်ကောက်ရဲ့ဒေသစံတော်ချိန်မနက်9:35မိနစ်မှာကျွန်တော်ထောက်ခွာပြန်တန်းလာမှာဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရန်ကုန်လေဆိပ်ကိုတော့ဒေသစံတော်ချိန်မနက်10:35မိနစ်မှာကျွန်တော်ဆက်ရောက်မှာဖြစ်ပါတယ်နောက်ဆုံးဒုတိယလေရင်ချိန်ကတော့ဘန်ကောက်ကနေပြောဒေသစံတော်ချိန်18:05မိနစ်မှာကျွန်တော်ထောက်ခွာပြန်တန်းလာမှာဖြစ်တယ်အဲ18:05မိနစ်ဒီဘန်ကောက်ရဲ့ဒေသစံတော်ချိန်ညနေ9:05မိနစ်ကိုကျွန်တော်ဆိုလိုတာဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရန်ကုန်လေဆိပ်ကိုတော့ဒေသစံတော်ချိန်18:00တိမှာကျွန်တော်ဆက်ရောက်မှာဖြစ်ပါတယ်နော်16နာရီတိဆိုတာကကျွန်တော်မြန်မာနိုင်ငံရဲ့ data စံတော်ချိန်ညနေ6နာရီကိုကျွန်တော်ဆိုလိုတာဖြစ်တယ်နော်အဲ့တော့ return လို့ခေါ်တဲ့အပြန် flight မှာလေနော်ကျွန်တော်ရှေ့တပါချလို့ပုံစံမျိုးကျွန်တော်ရက်တွေကိုရှေ့တို့နောက်ဆုံးကျွန်တော်ကြည့်လို့ရပါတယ်နော်တကယ်လို့ကျွန်တော်ခီးစက်က21ရက်နေ့ဂျွန်တော့ကြည့်ချင်တယ်ဆိုရင်တရက်တည်းကျွန်တော်ကြည့်ချင်တာဖြစ်တဲ့အတွက် M1 MN ဆိုပြီးတော့ under လေးခေါက်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်21ရက်နေ့ဂျွန်ကိုကျွန်တော်ရောက်ရှိသွားပြီဖြစ်တယ်အကယ်၍25ရက်နေ့ကိုကျွန်တော်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့လက်ရှိရောက်ရှိနေတဲ့ data ကိုကျွန်တော် AC platform လို့ကျွန်တော်ပေါင်းထည့်လိုက်ပါတကယ်လို့ခီးစက်ကနော်ကျွန်တော်တို့ဒီ29ရက်နေ့အတွက်ကျွန်တော်ကြည့်ချင်တယ်ဆိုလို့ရှိရင်နော်ကျွန်တော်နော်6ရက်ပေါင်းထည့်ပေးရပါမယ်နော်တကယ်လို့ကျွန်တော်တို့က28ရက်နေ့သိချင်တယ်ဆိုလို့ရှိရင်နော်ကျွန်တော်9ရက်ပေါင်းထည့်ပေးရမယ်ပေါ့နော်ဒီနေရာမှာတော့ကိုလိုသလို just လုပ်လို့ရတယ်အဲ့တော့25ရက်နေ့အတွက်ကျွန်တော်သိချင်တယ်ဆိုရင် platform 4ရက်ကျွန်တော်ပေါင်းထည့်ပေးလိုက်ပါဒါဆိုလို့ရှိရင်နော်25ရက်နေ့အတွက် flight schedule နဲ့ seat availability တော့ကြာလာပြီဖြစ်တယ်နော်ဒါကတော့ကျွန်တော်တို့ကအသွားပြန်ကျွန်တော်စစ်ဆေးတာဖြစ်တယ်ပေါ့နော် okay ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ availability schedule လေးကျွန်တော်စစ်ဆေးတာကိုသွားရအောင်ပေါ့နော် Okay အဲ့တော့ဒီ TG ကိုပဲနောက်ကျွန်တော်ရန်ကုန်ကနေပြီးတော့ဘန်ကောက်ကိုအသွားအပြန်ကျွန်တော်ဓာတ်ရိုက်တခါတည်းကျွန်တော်စစ်ဆေးမယ်ပေါ့နော်အဲ့ဒါကမပါသေးဘူးဗျနော်โอเคအဲ့ဒါကအောက်မှာပဲရှိနေတယ်เนาะအဲ့တော့ကျွန်တော်တို့စာမျက်နှာ19ကိုခဏလေးကြော်ခဲ့လိုက်မယ်ပေါ့နော်စာမျက်နှာ19ကိုခဏလေးကြော်လိုက်မယ်เนาะကြော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစာမျက်နှာ20ကိုသွားလိုက်မယ်ပေါ့နော်စာမျက်နှာ20ကဒီမှာအသွားပြန်ဒိတ်ကိုထည့်ပြီးတခါလေးစစ်ဆေးတာလေးပြပေးလိုက်မယ်เนาะပြီးတော့မှစာမျက်နှာ19ကိုပြန်သွားပေးပါမယ်เนาะကျွန်တော်တို့ဒီ format လေးနော်အထက်အောက်ညီသွားအောင်လို့နော်စာပြန်ကြည့်တဲ့အခါမှာထက်အောက်လေးညီသွားအောင်လို့ပါနော်ဒီမှာကျွန်တော်ပြင်ထားတာကထက်အောက်မညီဘူးဖြစ်နေတယ်နော်โอเคဟုတ်ပြီဒီတစ်ခေါက်ကျွန်တော်တို့ကနော်ရန်ကုန်ကနေဘန်ကောက်ကိုနော်ဂျွန်လ15ရက်နေ့သွားပြီးတော့နော်ကျွန်တော်ဘန်ကောက်ကနေပြီးတော့ရန်ကုန်ကိုဂျွန်လ25ရက်နေ့ကျွန်တော်ပြန်ကျင်တာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့သွားမယ့်လေကြောင်းလိုင်းကတော့ TG လို့ခေါ်တဲ့ထိုင်းဝေးနဲ့သွားမှာဖြစ်တယ်နော်ဒီမှာတော့ကျွန်တော်တို့ကစင်ကာပူကိုကျွန်တော်ပြပေးထားပါတယ်နော်10ရက်နေ့အော်တိုဘာမှာရန်ကုန်ကနေပြီးတော့စင်ကာပူနဲ့နော်ကျွန်တော်တို့20ရက်နေ့အောက်တိုဘာမှာစင်ကာပူကနေပြီးတော့ရန်ကုန်ကိုပြန်လာမှာဖြစ်တယ်တဲ့နော်သူကဘယ် airline နဲ့သွားမှာလဲဆိုတော့ S2 လို့ခေါ်တဲ့စင်ကာပူ airline နဲ့သွားမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်ရန်ကုန်စင်ကာပူနေရာကိုနော်ကျွန်တော် BKK လို့ခေါ်တဲ့ဘန်ကောက်ကိုကျွန်တော်စာထုတ်ပြီးကျွန်တော်ပြပေးပါမယ်။ဘာကြောင့်လဲဆိုတော့ကကြတော့ဘန်ကောက်ကကျွန်တော်လေရင်ချိန်2ချိန်ရှိလို့ပါစင်ကာပူကလေရင်ချိန်1ချိန်ပဲရှိတယ်နော်အဲ့တော့လေရင်ချိန်ရွေးချယ်စရာမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာကျွန်တော်ဗာလေးနဲ့ပြပေးမလဲဆိုတော့ဘန်ကောက်လေးနဲ့ကျွန်တော်စာထုတ်ပြပေးပါမယ်နော်အဲ့တော့သွားမှာကတော့10ရက်နေ့အောက်တိုဘာအစားကို10ရက်နေ့ဂျွန်လို့ကျွန်တော်ပြပေးပါမယ်20ရက်နေ့အောက်တိုဘာအစားကို20ရက်နေ့ဂျွန်လို့ကျွန်တော်ပြောင်းလဲပြီးပြပေးပါမယ်နော်ဟုတ်ပြီအဲ့တော့ခီးတဲ့က10ရက်နေ့ဂျွန်မှာရန်ကုန်နေဘန်ကောက်ကို TG လို့ခေါ်တဲ့ထိုင်းဝေးလေးနဲ့ကျွန်တော်သွားကြည့်ပါတယ်နော်အပြန်ကြတော့ကျွန်တော်20ရက်နေ့အောက်တိုဘာ20ရက်နေ့အောက်နောက်ဂျွန်မှာကျွန်တော်ပြန်ကြည့်ပါတယ်โอเคအဲ့ဒါကိုကျွန်တော်အသွားပြန်ကို debate ထဲကျွန်တော်ကြည့်ချင်တာဖြစ်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော် AN နဲ့ကျွန်တော်ထည့်ပေးရမှာဖြစ်တယ်10ရက်နေ့ဂျွန်မှာသွားမှာဖြစ်တဲ့အတွက်ကျွန်တော်
န်းကျွန်းတပါချာတိတ်ကြောင်းထည့်ပေးရမယ်ဘယ်ကနေဘယ်ကိုသွားမှလဲဆိုတော့ကျွန်တော်ရန်ကုန်ကနေပြီးတော့ဘန်ကောက်ကိုသွားမှဖြစ်တယ်နောက် slot ATG လို့ခေါ်တဲ့ထိုင်းအဝေးလေးနဲ့ကျွန်တော်သွားမှဖြစ်တယ်နော်အဲ့ဒီနောက်မှာတော့ display လို့ခေါ်တဲ့ကျွန်တော် star လေးကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ် return date ကိုကျွန်တော်တစ်ခါလေးယူမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်ပြန်ဒိတ်ကတော့ကျွန်တော်20နှစ်ဂျွန်မှာပြန်မှာဖြစ်တဲ့အတွက်20ဂျွန်လို့ကျွန်တော်ထည့်ပေးရပါမယ်နော်ဒါကတော့ကျွန်တော်တို့က shortcut နဲ့နော်အသွားပြန်ကျွန်တော်တစ်ခါလေးကြည့်လိုက်တာဖြစ်တယ်နော်အမှန်တကယ်ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာနော်ယခုလိုမျိုးကျွန်တော် shortcut တွေကိုအသုံးပြုသလားဆိုတော့ကျွန်တော်အသုံးပြုပါတယ်နော်တကယ်လို့ကျွန်တော်တို့ကအသုံးမပြုချင်ဘူးနော်အသွားတစ်ကြောင်းပြန်တစ်ကြောင်းကျွန်တော်ရိုက်ချင်တယ်ဆိုလည်းရပါတယ်မဖြစ်မနေကျွန်တော် shortcut တွေအသုံးပြုရမယ်လို့မဆိုလိုပါဘူးနော်ဒါလေးလိုက်မှတ်လို့ရပါပြီ
အားလုံးမှတ်ပြီးသွားပြီတယ်နော်မှတ်ပြီးသွားပြီဆိုလို့ချင်းတော့ကျွန်တော်ဖြတ်ပါပြီနော်ဒါကတော့ကျွန်တော်အသွားပြန် round ထုတ်ကိုကျွန်တော်တပြိုင်နက်တည်းကျွန်တော်စစ်ဆေးတာဖြစ်ပါတယ်နော်အသွားကကျွန်တော်10ရက်နေ့ဂျွန်မှာကျွန်တော်သွားမှာဖြစ်ပြီးတော့ return ကတော့ကျွန်တော်20ရက်နေ့ဂျွန်မှာကျွန်တော်ပြန်လာမှာဖြစ်တယ်နော်ကျွန်တော် အန်တာလေးခောက်လိုက်ပါမယ်နော်အဲ့တော့အပေါ်မှာရှိတဲ့ကျွန်တော် line number 1နဲ့2ဒီ departure flight ကလေယာဉ်ချိန်တွေဖြစ်ပြီးတော့အောက်မှာရှိတဲ့ကျွန်တော် line number 11နဲ့12ဒီ return flight ကလေယာဉ်ချိန်တွေဖြစ်ပါတယ်အဲ့တော့ဒီအဆင့်ကိုကျွန်တော်ရောက်ရှိပြီဆိုလို့ရှိရင်တော့ခီးသည်ကိုကျွန်တော်လင်းထောက်ခွခြင်းနဲ့ဆက်ရောက်ချိန်ကျွန်တော်တို့ရှင်းပြပေးရမှာဖြစ်ပါတယ်။10နေ့ကျော်မှာကျွန်တော်ရန်ကုန်ကနေပြီးတော့ဘန်ကောက်ကို TG နဲ့ထောက်ခွမဲ့လေယာဉ်ချိန်ဒီ2ချိန်ရှိပါတယ်။နောက်ပထမဆုံးကျွန်တော်ထောက်ခွမဲ့လေယာဉ်ချိန်ဒီကျွန်တော်မြန်မာနိုင်ငံဒေသစံတော်ချိန်မနက်7:25မိနစ်မှာကျွန်တော်ထောက်ခွပြန်သားမှာဖြစ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတော့ဒေသစံတော်ချိန်7:25မိနစ်မှာကျွန်တော်ဆက်ရောက်မှာဖြစ်ပါတယ်။7:25မိနစ်ဒီထိုင်းနိုင်ငံဒေသစံတော်ချိန်နေ့လယ်7:25မိနစ်ကိုဆိုလိုတာဖြစ်ပါတယ်။နောက်ဆုံးဒုတိယလေယာဉ်ချိန်ကတော့ကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့19:00တိမှာကျွန်တော်ထောက်ခွပြန်သားမှာဖြစ်ပါတယ်။19:00ဆိုတာကတော့မြန်မာနိုင်ငံဒေသစံတော်ချိန်ညနေ9:00ကိုဆိုလိုတာဖြစ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတော့ဒေသစံတော်ချိန်ည20နာရီအတိမှာကျွန်တော်ဆက်ရောက်မှာဖြစ်တယ်။နောက်20နာရီဆိုတာကတော့ထိုင်းနိုင်ငံဘန်ကောက်ရဲ့ဒေသစံတော်ချိန်ည9နာရီကိုဆိုလိုတာဖြစ်ပါတယ်။နောက်ကျွန်တော်တို့20ရက်နေ့ဂျွန်မှာเนาะဒီမှာကျွန်တော်20ရက်နေ့ဂျွန်မှာဘန်ကောက်ကနေပြီးတော့ရန်ကုန်ကိုပြန်လဲထောက်ခွာလာမယ့် TGL လေယာဉ်ချိန်ဒီ2ချိန်ရှိပါတယ်။ဘန်ကောက်ကနေပြီးတော့ပထမဆုံးထောက်ခွာလာမယ့်လေယာဉ်ချိန်ဒီဘန်ကောက်ရဲ့ဒေသစံတော်ချိန်မနက်9:35မိနစ်မှာကျွန်တော်ထောက်ခွာပြန်သားလာမှာဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရန်ကုန်လေဆိပ်ကိုတော့ဒေသစံတော်ချိန်မနက်10:35မိနစ်မှာကျွန်တော်ဆက်ရောက်မှာဖြစ်ပါတယ်။နောက်ဆုံးဒုတိယလေယာဉ်ချိန်ကတော့ဘန်ကောက်ကနေပြီးတော့ဒေသစံတော်ချိန်7:05မိနစ်မှာကျွန်တော်ထောက်ခွာပြန်သားလာမှာဖြစ်ပါတယ်။7:05မိနစ်ဒီကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်ရဲ့ဒေသစံတော်ချိန်ညနေ9:05မိနစ်မှာကျွန်တော်ထောက်ခွာပြန်သားလာမှာဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရန်ကုန်လေဆိပ်ကိုတော့ဒေသစံတော်ချိန်ညနေ7:00နာရီတိမှာကျွန်တော်ဆက်ရောက်မှာဖြစ်ပါတယ်။နောက်7:00နာရီဆိုတာကကျွန်တော်မြန်မာနိုင်ငံရဲ့ဒေသစံတော်ချိန်ညနေ6:00နာရီကိုကျွန်တော်ဆိုလိုတာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်အသွားပြန် flight နှစ်ခုလုံးကိုကျွန်တော်တပြိုင်နက်တည်းစစ်ဆေးလိုက်တာဖြစ်တယ်เนาะโอเคဒါဆိုလို့ချင်းเนาะကျွန်တော်စာမျက်နှာနော်20အတွက်ကြော်ပြီးသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်စောတော့ခြံခဲ့တယ်စာမျက်နှာ19ကိုကျွန်တော်သွားပါမယ်နော်အဲ့တော့စာမျက်နှာ19ကတော့ကျွန်တော်ဘယ်ကနေဘယ်ကိုစစ်ဆေးမှလဲဆိုတော့ကျွန်တော်17ရက်နေ့အောက်တိုဘာမှာတဲ့နောက်စင်ကာပူကနေပြီးတော့ကျွန်တော်ဘာစီလိုနာကိုစင်ကာပူ airline လေးနဲ့ကျွန်တော်ထောက်ခွာပြန်သားမှာဖြစ်ပါတယ်နော်အဲ့မှာကျွန်တော်ထူးခြားချက်လေးတွေကိုကျွန်တော်တွေ့ရှိရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်အရင်ဆုံးလိုက်မမှတ်သေးနဲ့ဦးနော်ကျွန်တော်ရှင်းမရှိကျွန်တော်စစ်ဆေးကြည့်လိုက်အောင်မယ်ခဏလေးပါမမှတ်နဲ့နော်โอเคဒါလေးလိုက်မှတ်လိုက်နော်အောက်တိုဘာနေရာမှာကျွန်တော်73ရက်နေ့ဂျွန်ကိုကျွန်တော်ပြောင်းလိုက်မယ်နော်လိုက်မှတ်လို့ရပြီနော်လုံးကြီးရဲ့အဓိပ္ပာယ်ကတော့ရှေ့မှာရေးပြပြီးသားဖြစ်တဲ့အတွက်ထပ်ရေးမပြတော့ဘူးเนาะအားလုံးအတူတူပဲเนาะကျွန်တော်18ရက်5မိနစ်လောက်လေးခဏလေးခွာမယ်เนาะ
โอเคပြန်ရောက်ပြီเนาะမှတ်ပြီးသွားပြီတင်တယ်တော့ကျွန်တော်ဖြတ်ပြီပေါ့เนาะဒါကတော့ကျွန်တော်တို့73ရက်နေ့ဂျွန်မှာတဲ့เนาะကျွန်တော်စင်ကာပူကနေပြီးတော့စပိန်နိုင်ငံဘာစီလိုနာကိုကျွန်တော်စင်ကာပူလိုင်းနဲ့သွားဖို့အတွက် flight schedule နဲ့ seatability ကိုကျွန်တော်စစ်ဆေးတာဖြစ်ပါတယ်เนาะကျွန်တော် underline ခေါက်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့73ရက်နေ့ဂျွန်မှာပေါ့เนาะဒီမှာကျွန်တော်73ရက်နေ့ဂျွန်ဖြစ်ပါတယ်เนาะအဲ့တော့73ရက်နေ့ဂျွန်မှာတဲ့เนาะဒီမှာကျွန်တော်စင်ကာပူကနေပြီးတော့စပိန်နိုင်ငံဘာစီလိုနာကိုနော် ASU လို့ခေါ်တဲ့စင်ကာပူ airline နဲ့ထောက်ကွန်မဲ့လေယာဉ်ချင်းဒီတစ်ချိန်ပဲရှိပါတယ်။နော်စင်ကာပူကနေပြီးတော့ဒေသစံတော်ချိန်နော်23နိုင်နဲ့မိနစ်30မှာကျွန်တော်ထောက်ခွာပြန်တန်းလာမှာဖြစ်ပါတယ်။နော်23နိုင်နဲ့မိနစ်30ဆိုတာကတော့စင်ကာပူရဲ့ဒေသစံတော်ချိန်နော်ည17နိုင်နဲ့မိနစ်30ကိုကျွန်တော်ဆိုလိုတာဖြစ်ပါတယ်။နော်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုတော့နောက်တရက်မနက်ပေါ့နော်အဲ့တော့နောက်မှာကျွန်တော် arrival time ရဲ့နောက်မှာ +1 လေးကျွန်တော်ပါနေပါတယ်နော် +1 လေးပါနေတာတဲ့ကျွန်တော်အဓိပ္ပာယ်ဒီ arrival next day လို့ကျွန်တော်အဓိပ္ပာယ်ရတာဖြစ်တယ်နောက်73ရက်နေ့ကျွန်တော်မှာစင်ကာပူကနေပြီးတော့ဒေသစံတော်ချိန်ည23နိုင်နဲ့မိနစ်30မှာကျွန်တော်ထောက်ခွာပြန်တန်းလာပြီဆိုလို့ရှိရင်နော်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုတော့ဂျွန်လ14ရက်နေ့ဒေသစံတော်ချိန်မနက်9နိုင်နဲ့15မိနစ်မှာကျွန်တော်ဆက်ရောက်မှာဖြစ်တယ်တဲ့နော်โอเคဟုတ်ပြီအဲ့မှာတော့နောက်ကျွန်တော်လင်းချင်းတွေပါလေးရှင်းပြပြီးသွားပြီဆိုလို့ရှိရင်ASJO 378ဒီစင်ကာပူကနေပြီးတော့ကျွန်တော်ဘာစီလိုနာကိုဓာတ်ရိုက်ထွက်ခွာပြန်တန်းတာဟုတ်သလားမဟုတ်ဘူးလားဆိုတာကတော့ electronic ticket indicator E လေးရဲ့နောက်မှာရှိတဲ့ဒီ indicator လေးကိုကြည့်ပြီးဆုံးဖြတ်ပေးရမှာဖြစ်ပါတယ် electronic ticket indicator E လေးရဲ့နောက်မှာရှိတဲ့ indicator လေးဒီ1လို့ကျွန်တော်ပြနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် ASJO 378ဒီ transit flight ဖြစ်ပါတယ်စင်ကာပူကနေပြီးတော့ကျွန်တော်ဘာစီလိုနာကိုထွက်ခွာပြန်တန်းလာတဲ့အချိန်မှာတဲ့နော်ဘာစီလိုနာလေဆိပ်ကိုမရောက်ခင်မှာASJO 378ဒီနော်လေဆိပ်တစ်ခုကိုကျွန်တော် transit လုပ်မှာဖြစ်ပါတယ်နော် transit လုပ်မဲ့လေဆိပ်ကိုကျွန်တော်ဖော်ပြထားခြင်းမရှိဘူးဒါဆိုလို့ရှိရင်တော့အဲ့လေရင်ဒီကျွန်တော်လေရင်စီဝင်ဖြစ်တဲ့ transit ဖြစ်တယ်နော်အဲ့တော့လေရင်စီဝင်ဖြစ်တဲ့ transit ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ခီးတဲ့ကိုကျွန်တော် inform လုပ်ပေးရမှာဖြစ်ပါတယ် transit လုပ်မဲ့မြို့ရဲ့ transit visa ကျွန်တော်ပါလာခဲ့ပေးရမှာဖြစ်ပါတယ် transit visa ပါလာမှသာလျှင်ဒီခီးစဉ်ကိုကျွန်တော်ဆက်လက်ရောင်းချလို့ရမှာဖြစ်တယ်နော်အဲ့တော့ဒီအောက်မှာဆိုရင်ကျွန်တော်ကြည့်လိုက်ပါ electronic ticket indicator E လေးရဲ့နောက်မှာဒီလို0လို့ပြနေရင်နော်ဒါဒီ non stop flight direct flight ဖြစ်ပါတယ်เนาะအဲ့တော့ line number 2မှာဆိုလို့ရှိရင်လေဒီမှာကျွန်တော်တို့ကဘာစီလိုနာထိကျွန်တော်တို့ကသွားကျင်တာဖြစ်တယ်အဲ့တော့ဘာစီလိုနာမြောက်ခင်စက်ကြားမှာဒီမှာ Munich လေဆိပ်ကိုကျွန်တော် transit လုပ်မယ်ဆိုပြီးတော့ဒီမှာနောက်ကျွန်တော် transit လုပ်မဲ့လေဆိပ်လေးကျွန်တော်ဖော်ပြနေပါတယ်အဲ့လိုမျိုးကျွန်တော် transit လုပ်မဲ့ကျွန်တော်လေဆိပ်ဖော်ပြထားခြင်းဒီကျွန်တော်ရိုး transit ဖြစ်ပါတယ်ဒါကကျွန်တော် transit visa မလိုပါဘူးเนาะအဲ့တော့ဒီမှာ electronic ticket indicator E လေးရဲ့နောက်မှာဒီ number 1လေးပြနေတာကတော့ transit flight ဖြစ်တယ်နောက် transit flight ဖြစ်တယ်ဆိုတာကိုကျွန်တော်သိရတယ်ပေါ့เนาะဒါပေမဲ့လို့ကျွန်တော် transit လုပ်မဲ့လေဆိပ်ကျွန်တော်ဖော်ပြထားခြင်းမရှိဘူးဆိုလို့ချင်းเนาะနောက်ဒီလေရင်ဒီကျွန်တော်လေရင်စီဝင်ဖြစ်မှာဖြစ်တယ်เนาะအဲဒါဆိုလို့ချင်းเนาะဒီကျွန်တော်ဒီဟာလေးကိုနောက်ကျွန်တော်ဒီစာအုပ်ထဲကိုကျွန်တော်ကုတက်ပေးပါအောင်ပြီးရင်တလုံးချင်းအတိတ်ပဲလေးကျွန်တော်ရေးပြပေးမယ်เนาะဒီနေရာမှာ Zulu ဒီလိုမျိုးလေးရေးလိုက်เนาะအဲ့လိုမျိုးလေးရေးလိုက်เนาะဒီစာကြောင်းလေးကျွန်တော်စာအုပ်ထဲကိုရေးထည့်ပေးเนาะပြီးလို့ရှိရင်ကျွန်တော်တလုံးချင်းအတိတ်ပဲလေးတွေလိုက်မှတ်ပေးရမယ်เนาะအဲ့တော့အတန်လေးဝင်ပါစလို့ကျွန်တော်မြုပ်ထားလိုက်မယ်เนาะတလုံးချင်းအတိတ်ပဲလေးလိုက်မှတ်ပေးเนาะ
โอเคမှတ်ပြီးတော့အဲ့တယ်နော်မှတ်ပြီးတော့အဲ့ဆိုလို့ရှိရင်ကျွန်တော်ဖြတ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်เนาะဒီလိုမျိုးကျွန်တော်တို့ electronic ticket indicator alien နောက်မှာဒီလိုမျိုး1လေးပါနေတာ transit flight ဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်သတိထားမှာဖြစ်တယ်เนาะဟုတ်ပြီအဲ့လိုမျိုးကျွန်တော်တို့ transit flight ဆိုတာကိုတော့သိပြီပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်ကဘယ်နိုင်ငံဘယ်လေဆိပ်ကို SQ378 ဒီဘယ်နိုင်ငံဘယ်လေဆိပ်ကို transit လုပ်မှာလဲလို့ကျွန်တော်တို့သိကျင်တယ်စစ်ဆေးကျင်တယ်ဆိုလို့ရှိရင်เนาะမနေ့ကကျွန်တော်ပြခဲ့တဲ့အတိုင်းပဲ flight information ကျွန်တော်စစ်ဆေးပေးရမှာဖြစ်ပါတယ်เนาะကျွန်တော်เนาะဒါလေးကောင်းတင်တက်အောင်เนาะအတူတူပဲเนาะမနေ့ကတော့ကျွန်တော် record လေးမဖမ်းခဲ့ရလို့เนาะဒါလေးကျွန်တော်ပြန်ပြောပြတာပေါ့เนาะအဲ့တော့ကျွန်တော် flight information ကျွန်တော်စစ်ဆေးပါမယ်အသုံးပြုတဲ့ format ကကျွန်တော် DO နဲ့အသုံးပြုမှာဖြစ်တယ်เนาะအဲ့လိုက်မှတ်ရအောင်လားအဲ့လေးလိုက်မှတ်ထားလိုက်ပါအောင်เนาะအဲ့လေးလိုက်မှတ်လိုက်အောင်เนาะမနေ့ကတန်နေပဲအောက်ကစစ်တယ်ဒီနေ့ကကျွန်တော် availability flight schedule အောက်ကစစ်တယ်เนาะโอเคမှတ်ပြီးတော့အဲ့တယ်เนาะမှတ်ပြီးတော့ကျွန်တော်ဖြတ်ပြီเนาะအဲ့တော့ကျွန်တော်အသုံးပြုမဲ့ format ကတော့ကျွန်တော် DO နဲ့ကျွန်တော်အသုံးပြုမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်က flight number SQ378 ကိုကျွန်တော်စစ်ဆေးချင်တာဖြစ်တဲ့အတွက်เนาะအဲ့နောက်ကနေပြီးတော့ကျွန်တော်နောက် flight number ကျွန်တော်လိုက်ထည့်ပေးရမှာဖြစ်တယ်ပေါ့เนาะဒါလေးလိုက်မှတ်လို့ရပြီเนาะโอเคမှတ်ပြီးသွားပြီတဲ့เนาะမှတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဖြတ်ပါပြီเนาะ SQ378 ကနောက် flight information ကိုကျွန်တော်စစ်ဆေးမှာဖြစ်တယ်เนาะโอเคဒါဆိုလို့ရှိရင်เนาะကျွန်တော် APD ဆိုတဲ့ကျွန်တော်ခေါင်းစဉ်အောက်မှာကြည့်ပါเนาะ SIN စင်တီ airport ဖြစ်တယ်เนาะအဲ့တော့ဒီမှာကျွန်တော်သွားမှာကတော့ခရီးစဉ်ဆုံးမျိုးကတော့ကျွန်တော် BCN လို့ခေါ်တဲ့ဘာစီလိုနာထိကျွန်တော်သွားမှာဖြစ်တယ်เนาะအဲ့တော့စင်ကာပူကနေပြီးတော့ကျွန်တော်ဘာစီလိုနာကိုမြောက်ခင်မှာဒီမှာ MHP လို့ခေါ်တဲ့ transit airport လေးကျွန်တော်ပေါ်လာပြီဖြစ်တယ်เนาะ MHP ဒီကျွန်တော် transit လုပ်မဲ့ airport ဖြစ်ပါတယ်အဲ့ဒါဒီကျွန်တော်အီတလီနိုင်ငံမီလန်လေဆိပ်ကိုကျွန်တော် transit လုပ်မှာဖြစ်ပါတယ်เนาะအဲ့ဒီခရီးစဉ်ဒီအီတလီနိုင်ငံရဲ့ transit visa ပါလာခဲ့ပေးရမှာဖြစ်ပါတယ်အီတလီနိုင်ငံရဲ့ transit visa ပါလာမှသာလျှင်ကျွန်တော်တို့ဒီဘာစီလိုနာထိကိုကျွန်တော်ဆက်လက်ပြန်တန်းလို့ရမှာဖြစ်တယ်เนาะโอเคဒါကတော့ကျွန်တော်တို့ transit flight information ကိုကျွန်တော်စစ်ဆေးတာဖြစ်တယ်ပေါ့เนาะโอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့စာမျက်နှာ20ကတော့ဒီ chat flight information ကိုကျွန်တော်ပြတာပေါ့เนาะဒါကတော့ကျွန်တော်အသွားပြန် return ကျွန်တော်တို့ယူထားတဲ့เนาะဟိုပြတာပေါ့เนาะโอเคအဲ့တော့နောက်ထပ်ကျွန်တော်တို့
ဟိုဟာထဲမှာဒီ guidebook ထဲမှာကျွန်တော်ပါမလာတာလေးတစ်ခုပြမယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော် carrier နှစ်ခုကိုအသုံးပြုပြီးတော့ကျွန်တော်စစ်ဆေးမှာဖြစ်တယ်ပေါ့နော်ဒါလေးကျွန်တော်လိုက်မှတ်ပေးထားပါဦးနော်ခဏလေးနော်အောက်တိုဘာမှာမရှိဘူးဖြစ်နေတယ်ခဏလေးပါရရပြီနော်ဒါလေးလိုက်မှတ်လိုက်နော်ဒါလေးပြီးရင်နားပေးပါမယ်ဒါလေးပြီးရင်နားပေးမယ်နော်တော်တော်လေးသွားမယ်နော်နောက်မှလှမ်းလိုက်ရပါတယ်โอเคအားလုံးမှတ်ပြီးသွားပြီတင်တယ်နော်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဖြတ်ပြီနော်ဒါကတော့ကျွန်တော်တို့10ရက်နေ့ဂျွန်မှာတဲ့နောက်ကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့ဂျပန်နိုင်ငံနာရီတာကိုနောက်ကျွန်တော်တို့သွားကျင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ခီးတဲ့ကနောက်ဘန်ကောက်ကနေပြီးတော့ဂျပန်နိုင်ငံနာရီတာကိုတီဂျီလို့ခေါ်တဲ့ထိုင်းရဲဝင်းနဲ့လေနောက်ကျွန်တော်တို့နောက်သိကျင်နေနောက်လေရင်ချင်းနေသိကျင်နေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဂျေယန်လို့ခေါ်တဲ့ဂျပန် airline နဲ့လေကျွန်တော်လေရင်ချင်းနေသိကျင်ပါတယ်တဲ့နောက်ထိုင်းကုန်နေရာတွေကျွန်တော် seat ability ကျွန်တော်ရှိမရှိလဲကျွန်တော်သိကျင်နေနောက်အဲဒါဆိုကျွန်တော် underline ခေါက်လိုက်ပါမယ်နော် okay အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ခီးတဲ့ကိုကျွန်တော် inform လောက်ကမှသည် line number 2 3 4 5
နော်2 3 4 5ကြောင်းနှစ်ခုကြောင်း inform လုပ်ပေးရပါမယ်โอเคရပြီเนาะအဲ့တော့ screen မြင်ရပြီเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะအခရီးဆက်ကိုကျွန်တော် inform လုပ်ရမယ့် link ချင်းဒီ line number 2 line number 3 line number 4 line number 5ထိကျွန်တော်လုပ်ပေးရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ line number 1ကတော့ကျွန်တော်ဘာဖြစ်လို့ကျွန်တော် inform လုပ်တယ်လို့ဆိုရင် line number 1ဒီမှာကျွန်တော် commercial duplicate ကျွန်တော်ဖြစ်နေပါတယ်เนาะ NH လို့ခေါ်တဲ့ Omnipon Airway နဲ့ TG လို့ခေါ်တဲ့နော် Thai Airway လေးနော်နှစ်စီးပေါင်းပြီးကျွန်တော်ထောက်ခွာပြန်သားမှာဖြစ်တယ်နော်အဲ့လိုမျိုးကျွန်တော် link တွေကိုတော့ဦးစားပေးအနေနဲ့ကျွန်တော်ရောင်းချခြင်းမရှိဘူးပေါ့နော်ဒုတိယဦးစားပေးအနေနဲ့ကျွန်တော်ရောင်းချမှာဖြစ်ပါတယ်နော်အဲ့တော့ပထမဦးဆုံးဦးစားပေးအနေနဲ့ကျွန်တော်တို့မဖြစ်မနေရောင်းချမဲ့ link ချင်းတွေဒီယခုလိုမျိုးကျွန်တော် line number 2ကနေပြီးတော့5ထိနောက်ကျွန်တော်အဲ့ link ချင်းတွေကိုဦးစားပေးရောင်းချမှာဖြစ်တယ်နော်အဲ့တော့ခီးတဲ့ကိုကျွန်တော် inform လုပ်မယ်ဆိုလို့ရှိရင်နော်2 3 4 5နော်အဲ့ link ချင်း3ချင်းကိုကျွန်တော် inform လုပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်73ရက်နေ့ဂျွန်မှာဆိုလို့ရှိရင်တော့တဲ့နော်ကျွန်တော်ဘန်ကောက်ကနေပြီးတော့ဂျပန်နိုင်ငံနာရီတာကို TG လို့ခေါ်တဲ့ Thai Airways လေးနဲ့ထွက်ခွာတဲ့ lane ချိန်ဒီ3ချိန်ရှိပါတယ်။နောက် JN လို့ခေါ်တဲ့ Japan Airline ကတော့တစ်ချိန်ပဲရှိပါမယ်ဆိုပြီးတော့ခီးတဲ့ကိုကျွန်တော်ရှင်းပြပေးရမှာဖြစ်တယ်။နော်။အဲ့ဒီကမှခီးတဲ့က Japan Airline နဲ့နောက်ကျွန်တော် lane ချိန်သိချင်ပါတယ်။ Japan Airline နဲ့ကျွန်တော်ကနော် booking ပြုလုပ်ချင်ပါတယ်ဆိုလို့ချင်းနော် Japan Airline နဲ့ကျွန်တော်ရွေးချယ်ပြီးတော့ booking ပြုလုပ်ပေးရမှာဖြစ်ပါတယ်။အကယ်၍ခီးတဲ့ကအဲ့ထက်ကမှကျွန်တော် TG နဲ့နော်ကျွန်တော် booking ပြုလုပ်ချင်ပါတယ်ဆိုလို့ချင်းနော် TG ရဲ့ lane ချိန်3ချိန်ကိုကျွန်တော်ရှင်းပြပေးရမှာဖြစ်ပါတယ်။အဲ့လိုမျိုးရှင်းပြပြီးတဲ့နောက်ပိုင်းမှာခီးတဲ့ရွေးချယ်တဲ့ lane ချိန်နဲ့ဒါလည်းကျွန်တော် booking ပြုလုပ်ပေးရမှာဖြစ်ပါတယ်။နော်ဒီနေရာမှာကိုယ်သဘောနဲ့ကိုစိတ်ကြိုက် lane ချိန်တွေကိုရွေးချယ်ပြီးလုပ်လို့မရပါဘူး။ခီးတဲ့ရွေးချယ်ပေးတဲ့ lane ချိန်နဲ့ဒါလည်းကျွန်တော် booking တင်ပေးရမှာဖြစ်ပါတယ်နော်။ Okay ဒါကတော့ကျွန်တော်တို့